အမဲဟာဒီဂျိုဘောမှာသူ့ရဲ့ဝတ်ဆောင်ပြဲသွားတဲ့အတွက်ဂျိုသားဆက်ဝတ်ဆောင်လို့ထင်ပြီးအမဲအောင်ဝတ်ဆောင်တစ်ခုကိုယူဝတ်ခဲ့ပါတယ်အဲ့ဒါတော့တကယ်တမ်းဆက်မဟုတ်ပါဘူးဘယ်လုံးဖြစ်လာတဲ့စင်မအောက်ကပါကြီးဖြစ်နေခဲ့ပါတယ်ဒါဟာစပိုင်ဒါမန်ရဲ့အထင်ကရBlack Suit ကိုပထမဆုံးစတင်မိတ်ဆက်ပေးခဲ့တဲ့စစ်ပွဲပါပဲ။တောင်တန်းကြီးတစ်ခုလုံးပြိုကျလာတော့ကိုဟော့ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ထောက်ပြီးဟီးရိုတွေကိုကယ်တင်ခဲ့တဲ့အမိုက်စာပြကွက်ကလည်းပါဝင်ခဲ့ပါတယ်။မာဘယ်ဆက်ကြော်လာရဲ့အင်အားအကြီးဆုံးဖန်တီးရှင်နဲ့ဖြစ်စီရှင်ဘီယွန်သားများရဲ့ဆက်ကြောင်းဒီနေ့မှာတော့မာဘယ် Comics လောကတစ်ခုလုံးမှာစွမ်းအားကြီးဆုံးအကြောက်အဆုံးနဲ့ဆက်ကြော်လာပေါင်းစုံကြီးတစ်ခုလုံးကိုစက်တက်ခန့်ထဲမှာကြွက်ဖြူလေးတွေလိုသဘောထားပြီးကစားခဲ့ကြတဲ့လှုပ်ဝက်ဆန်းကျဲအရှင်သခင်ကြီးရဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်။သူတို့တွေကတော့တပီယွန်သားလို့ခေါ်တဲ့အနန္တတကုရှင်မျိုးနွယ်စုကြီးပဲဖြစ်ပါတယ်။သူတို့ဟာမာဘယ်တမိုင်းမှာအကြီးကျယ်ဆုံးစစ်ပွဲတွေဖြစ်တဲ့ Secret War ဟိုစစ်ပွဲကြီးများရဲ့အဓိကလက်တရားခံဖြစ်တယ်လို့ဒေါက်တာဒူမော်လီကျူမန်တော့စားတဲ့ဟီးရိုတွေဘီလိုင်တွေနဲ့တားရိုက်ပတ်သက်နေတဲ့သူတွေပါ။ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ပီယွန်သားရဲ့တမိုင်းအကြောင်းပါဝင်ခဲ့တဲ့စစ်ပွဲတွေနဲ့ဟီးရိုတွေအကြောင်းအကုန်လုံးကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်။ပထမဆုံးအနေနဲ့သူတို့ကိုဘယ်သူတွေကဖန်တီးခဲ့တာလဲ။သူတို့ဟာဘယ်ကနေလာတဲ့ဘယ်လိုဖန်ဆင်းရှင်မျိုးနွယ်စုကြီးလဲဆိုတာကိုသူစွာကြည့်လိုက်ကြရအောင်။ Comics တမိုင်းအကြောင်းနဲ့ဖန်တီးရှင်များဘီယွန်သားဆိုတဲ့နာမည်ကို Marvel Comics တွေမှာအစောဆုံးစတင်မြင်တွေ့ခဲ့ရတာကတော့1980ခုနှစ်မှာထွက်ရှိခဲ့တဲ့ Marvel 2-in-1 CC3 မှာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကစာရေးဆရာ Max Gruwell နဲ့ပကြီးဆရာ Jerry Bingham တို့ကသူတို့ကိုလှုပ်ဝက်ဆန်းကျဲဂျိုသားမျိုးနွယ်စုတစ်ခုအနေနဲ့စတင်မိတ်ဆက်ခဲ့တာပါ။ဒါပေမဲ့ပရိသတ်တွေအသိအများဆုံးနဲ့တကယ်စွမ်းအားရှင်တပီယွန်သားတဦးတဲ့အနေနဲ့ထင်ထင်ရှားရှားနဲ့ပွဲထွက်လာတာကတော့1984ခုနှစ်မှာထွက်ရှိခဲ့တဲ့တမိုင်းဝင် Secret War Comics series မှာပဲဖြစ်ပါတယ်။အဲ့ဒီ series ကိုတော့နာမည်ကြီးစာရေးဆရာဂျင်းရှူတာနဲ့ပကြီးဆရာမိုက်ဆယ်တို့ကဖန်တီးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်း2015ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ဆရာကြီးဂျိုနသန်ဟစ်မန်ဟာဇလန်းကိုအကြီးကျယ်ပြန်လည်မုံမှန်ခဲ့ပြီးပီယွန်သားဆိုတာတယောက်တည်းမဟုတ်ပဲတပီယွန်သားဆိုတဲ့အစွမ်းထက်မျိုးနွယ်စုကြီးတစ်ခုလုံးဖြစ်တယ်ဆိုတာကို Time Run Out နဲ့ Secret War 2015ဇလန်းတွဲတွေမှာအမိုက်စားပြန်လည်အသက်သွင်းဖန်တီးခဲ့ပါတယ်။ပီယွန်သားဆိုတာဘယ်သူတွေလဲ။သူတို့ဟာမာဘယ်ဆက်ကြော်လာထဲမှာတက်ရှိတယ်မဟုတ်ပါဘူး။ဆက်ကြော်လာရဲ့အပြင်ဘက်အရာအလုံးရဲ့အပြင်ဘက်လုံးဝတိကျဖြစ်နေတဲ့တပီယွန်သားနယ်မြေဆိုတဲ့နေရာကြီးကနေလာကြတာပါပီယွန်သားတွေဟာတာမန်နဲ့ဖျားတွေမဟုတ်ပါဘူးသူတို့ဟာအလွန်ငယ်ရည်မြင့်မားတဲ့အနန္တတကုရှင်တိုက်ပညာရှင်မျိုးနွယ်စုကြီးပါမာပင်ဆက်ကြော်လာပေါင်းဆောင်ကြီးတစ်ခုလုံးဟာသူတို့ဖန်တီးထားတဲ့စံတက်ခန်းကြီးတစ်ခုတက်တာဖြစ်ပါတယ်သူတို့ဟာဒီဆက်ကြော်လာကြီးကိုအပြင်ကနေထိုင်ကြည့်နေကြပြီးဒီဆက်ကြော်လာကြီးကိုဖျက်ဆီးပြစ်လိုက်ရင်ဘာဖြစ်သွားမှာလဲဟိုဟီးရိုတွေကိုချခိုင်းလိုက်ရင်ဘာဖြစ်မလဲဆိုပြီးကိုပိုင်ဥပဒေတာတွေနဲ့စံတက်မှုမျိုးစုံလုပ်နေတဲ့ကြောက်စရာကောင်းတဲ့ဖန်ဆင်းရှင်တွေဖြစ်ပါတယ်ပထမဆုံးစံတက်မှုပီယွန်သားတွေဟာအပြင်ဘက်ကနေကြည့်နေရတာကိုအားမရတော့ပဲမာဘယ်ဆက်ကြော်လာထဲကိုဝင်ရောက်ဆုတ်ဖက်ဖို့အတွက်ပထမဆုံးအနေနဲ့သူတို့စွမ်းရည်တွေကိုဆက်ကြော်လာထဲကိုပို့လွတ်ခဲ့ပါတယ်အဲ့ဒီစွမ်းရည်တွေကိုအတုံပြုတ်ပြီးဖန်တီးလိုက်တဲ့အရာကတော့ Cosmic ကျွတ်လို့ခေါ်တဲ့အရာအလုံးကိုလိုလိုပြောင်းလဲနိုင်တဲ့စွမ်းရည်သုံးကြီးတွေပဲဖြစ်ပါတယ်ဒီ Cosmic ကျွတ်တွေကိုကင်တွယ်အတုံပြုတ်ဖို့တဲ့ဟီးရိုတွေပြီးလိုက်တော့အများကြီးရှိပါတယ်အထူးသဖြင့်ကဘာမြေပေါ်ကတာမန်တိုက်ပြန်ရှင်တယောက်ဖြစ်တဲ့Owen Reed ဆိုတဲ့သူဟာပီယွန်တာရဲ့စွမ်းရည်တွေနဲ့မတော်တဆထိမိသွားတဲ့အခါမာဘယ်လောကရဲ့အစွမ်းထက်ဆုံးဆက်ကောင်တွေတဲ့တယောက်ဖြစ်တဲ့မော်လီကျူမန်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မော်လီကျူမန်ဟာနောက်တစ်ချိန်ပီယွန်တာရဲ့ဆက်ကြော်လာဖျက်ဆီးမဲ့အစီအစဉ်တွေမှာရောဒေါက်တာသူနဲ့ဘူပေါင်းပြီးဆက်ကြော်လာကိုကယ်တင်မဲ့နေရာမှာပါအလွန်အရေးပါတဲ့တောချက်ဆက်ကောင်တယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအစွမ်းထက်မျိုးနွယ်စုတွေထက်ကဘာမြေကိုစူးစမ်းချင်စိတ်ဖြစ်လာတဲ့တာပီယွန်တာရဲ့အကြောင်းရယ်သူကမာဘယ်ရဲ့နာမည်ကြီးဟီးရိုတွေနဲ့ပီလိုင်တို့ကိုဖမ်းခေါ်ပြီးပန်နယ်ဝေါ်ဆိုတဲ့ဂျိုကြီးပေါ်မှာတမိုင်းဝင်1984ခုနှစ်လှုပ်ဝက်စစ်ပွဲကြီးကိုဘယ်လိုကစားခဲ့လဲဆိုတဲ့အလွန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စူဇန်လိုစိတ်ပြင်းပြတော့ကလေးငယ်ပီယွန်သားဆိုတာမျိုးနွယ်စုကြီးတစ်ခုဖြစ်ပေမဲ့1984ခုနှစ် Comics တွေမှာပရိသတ်တွေအဓိကမြင်တွေ့ခဲ့ရတာတော့အဲ့ဒီမျိုးနွယ်စုထက်ကတပီယွန်သားဆိုတဲ့တူဦးတည်သောအရှင်သခင်ပါပဲ။သူဟာကဘာမြေပေါ်အသက်ရှိတွေရဲ့အပြုတ်မှုတွေကိုအပြင်ဘက်အနေလှမ်းကြည့်ရင်အလွန်စိတ်ဝင်စားတော့ပါတယ်။အထူးသဖြင့်လူသားတွေတတ်မှတ်ထားတဲ့ကောင်းချင်းနဲ့စိုးချင်းဆိုတဲ့သဘောတရားတွေကိုသူနားမလည်ပါဘူး။သူဟာအကန့်အသတ်မရှိတဲ့အာနန္ဒတကိုးတွေကိုပိုင်ဆိုင်ထားပေမဲ့သူ့ရဲ့စိတ်ကတော့စူးစမ်းလိုစိတ်ပြင်းပြနေတဲ့ကလေးငယ်တယောက်လိုပါပဲ။ဒါကြောင့်သူဟာဒီအကောင့်နဲ့အဆိုးဘသူကပိုပြီးအင်အားကြီးလဲဆိုတာကိုလက်သွေးဆန်းသက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ပန်နယ်ဝေါ်ဂျိုကြီးနဲ့ပြိုင်ပွဲဝင်များသူ့ရဲ့ဆန်းသက်မှုကြီးကိုလောက်ဖို့အတွက်ဘီယွန်တာဟာအာဂါလာထက်ကဂျိုသားအပိုင်းစားတွေကိုစွဲယူပေါင်းစပ်ပြီးပန်နယ်ဝေါ်ဆိုတဲ့အေယာမကစားကွင်းဂျိုကြီးတစ်ခုလုံးကိုမြက်တောင်တစ်ခတ်အတွင်းမှာဖန်တီးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကဘာပေါ်ကအင်အားအကြီးဆုံးစူပါဟီးရိုတွေနဲ့ပီလိုင်တွေကိုအုပ်စုနှစ်စုခွဲပြီးအဲ့ဒီဂျိုဘောကအတင်းအဓမ္မဖမ်းခေါ်လာပါတော့တယ်ဟီးရိုအုပ်စုမှာတော့ကပတိန်အမေရိကအိုင်ရိုမန်သောဟော့စပိုင်ဒါမန်နဲ့ H-Man အဖွဲ့များပါဝင်ပြီးပီလိုင်အုပ်စုမှာတော့ဒေါက်တာဒူးမက်ဂနန်တိုဒေါက်တာအိုတိုဘတ်အာထရိုနဲ့ဆက်ကြော်လာမျိုးချသူခလက်တက်တို့ပါဝင်ပါတယ်သူတို့အားလုံးရောက်လာတဲ့အခါပီယွန်တာကောင်းကင်ကနေအတန်ကြီးနဲ့အခုလိုအမိတ်ပေးပါတယ်ငါဟာနေရာတိုင်းလာတယ်ငါဟာအရာလုံးကိုဖန်တီးနိုင်တယ်မင်းတို့ရဲ့ရန်သူတွေကိုတတ်ဖြတ်နိုင်ယူလိုက်ပါမင်းတို့လိုချင်တဲ့စံသားမှန်တယ်မြအောင်ငါဖြည့်ဆည်းပေးမယ်တဲ့အဲ့ဒီမှာတင်မာပဲတမိုင်းရဲ့အကြီးကျယ်ဆုံး Secret War စစ်ပွဲကြီးစတင်ပါတော့တယ်တမိုင်းဝင်အဖြစ်အပျက်များဒီ Secret War 1984စစ်ပွဲကြီးဟာ Comics လောကမှာမမိတ်နိုင်စရာအဖြစ်အပျက်အများကြီးကိုမွေးဖော်ပေးခဲ့ပါတယ်အထင်ရှားဆုံးတော့ Spider-Man ဟာဒီဂျိုဘောမှာသူ့ရဲ့ဝတ်စုံပြဲသွားတဲ့အတွက်ဂျိုသားဆက်ဝတ်စုံလို့ထင်ပြီးအမဲအောင်ဝတ်စုံတစ်ခုကိုယူဝတ်ခဲ့ပါတယ်အဲ့ဒါတော့တကယ်တမ်းဆက်မဟုတ်ပါဘူးဘယ်လုံးဖြစ်လာတဲ့စင်မအောက်ကပါကြီးဖြစ်နေခဲ့ပါတယ်ဒါဟာစပိုင်ဒါမန်ရဲ့အထင်ကရ
Black Suit ကိုပထမဆုံးစတင်မိတ်ဆက်ပေးခဲ့တဲ့စစ်ပွဲပါပဲတောင်တန်းကြီးတစ်ခုလုံးပြိုကျလာတော့ကိုဟော့ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ထောက်ပြီးဟီးရိုတွေကိုကယ်တင်ခဲ့တဲ့အမိုက်စာပြကွက်ကလည်းပါဝင်ခဲ့ပါတယ်တောက်တာသုံးရဲ့ညံညံနဲ့ဒါပေမဲ့ဒီစစ်ပွဲမှာအလဲဆုံးနဲ့အကြောက်အဆောင်းတော့ပီလိန်ကြီးတောက်တာသုံးပါပဲသူဟာပီယွန်တာခိုင်းတဲ့အတိုင်းဟီးရိုတွေကိုလိုက်တက်ဖို့စိတ်ဝင်စားပါဘူးသူ့ရဲ့ပန်းတိုင်ကလောကတခြားစီပါသူကငါ့ကိုဒီလိုကစားတဲ့အယုတ်လိုသဘောထားတဲ့ကောင်ရဲ့စွမ်းအားတွေကိုငါကိုယ်တိုင်လူယူမယ်ဆိုပြီးကြံစီပါတယ်အော်စရာကောင်းတော့ကသူဟာတကယ်တမ်းညံများပြီးအစိမ့်မြင့်နေပညာတွေတုံးကခလက်တက်ရဲ့စွမ်းအင်တွေကိုအရင်ဆုပ်ယူပါတယ်အဲ့ကနေတစ်စစ်ပီယွန်တာရဲ့အာနာတာတကုရှင်စွမ်းအင်တွေကိုပါခဏတာလူယူပြီးကောင်းအင်ပါယာသူဘုရားခင်သူအဖြစ်ပြောင်းလဲတော့ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာအဲ့ဒီအကတ်တက်မဲ့စွမ်းအားကိုမထိန်နိုင်ပဲပီယွန်တာစီကိုစွမ်းအားတွေပြန်လဲရောက်သွားခဲ့ပါတယ်ဒီစစ်ပွဲကြီးဟာအဆုံးသတ်မှာတော့ဟီးရိုတွေဟာအနိုင်ရပြီးကဘာမြေကိုပြန်ရောက်သွားခဲ့ကြပါတယ်ဒါပေမဲ့ပီယွန်တာကတော့လူသားတွေကိုပို့ပြီးစိတ်ဝင်စားသွားခဲ့ပြီးနောက်ပိုင်းဇလန်းတွေမှာကဘာမြေပေါ်ကိုလူသားတယောက်အသွင်နဲ့ထပ်ပြီးဆင်းလာခဲ့ပါသေးတယ်အချိန်တွေကြာလာပြီး2015ခုနှစ်ကိုရောက်တဲ့အခါမှာတော့အပြင်ဘက်နယ်မြေကမျိုးနွယ်စုတစ်ခုလုံးဖြစ်တဲ့တာပီယွန်တာကြီးဟာမာဘယ်ဆက်ကြော်လာတဲ့ကိုရရဆက်ဆက်ပြန်လဲရောက်ရှိလာပါတယ်ဒီခါစမ်းသပ်ဖို့မဟုတ်ပါဘူးဆက်ကြော်လာပေါင်းဆောင်ကြီးတစ်ခုလုံးကိုအပိတိုင်ဖြက်စီပစ်ဖို့ထိုင်းရန်အောင်အစီအစဉ်ကြီးနဲ့ဝင်လာတာပါသူတို့ဟာမာဘယ်လောကရဲ့အစွမ်းထက်ဆုံးနှစ်ဖျားကြီးတွေကိုတော့ဘလို့တက်ဖြတ်ချင်မုံတော့ခဲလဲဆိုတဲ့အလွန်ကြောက်မဲ့ဖို့ကောင်းတဲ့ဆက်ကြော်လာဖြက်စီရဲ့စစ်ပွဲကြီးအကြောင်းကိုအသေးစိတ်ဆက်ပြောပြပေးပါမယ်စမ်းသပ်မှုအဆုံးသတ်တဲ့မော်လီဂျူမန်ဘုံပီယွန်တာတွေဟာသူတို့ဆက်ကြော်လာစမ်းသပ်ခန်းကြီးကိုကြည့်ရတာငင်းငွေသွားပါပြီဒါကြောင့်သူတို့ဖန်တီးထားတဲ့မြူတီဖာလီတစ်ခုလုံးကိုတပြိုင်တည်းနဲ့ဖြက်စီပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဘယ်လိုဖြက်စီမလဲရှေ့ပိုင်းမှာပြောခဲ့တဲ့မော်လီဂျူမန်အိုဝေတွေကိုမှတ်မိကြအောင်မယ်ထင်ပါတယ်ပီယွန်တာတွေဟာမာဘယ်ဆက်ကြော်လာတစ်ခုချင်းစီတိုင်းမှာမော်လီဂျူမန်တယောက်စီကိုကြိုတင်ဖန်တီးထည့်သွင်းထားခဲ့တာပါရည်ရွယ်ချက်ကတော့သူဟာလူသားမဟုတ်ပါဘူးဆက်ကြော်လာကိုဖျက်ဆီးမဲ့ပုံတစ်လုံးပါပဲမော်လီဂျူမန်တိတ်ဆုံးသွားတာနဲ့သူရှိနေတဲ့ဆက်ကြော်လာကြီးပါပောက်ကွဲပျက်စီးသွားမှာပါပီယွန်တာရဲ့အစီအစဉ်ဟာဆက်ကြော်လာအားလုံးကိုမော်လီဂျူမန်တွေအကောင်လုံးကိုတစ်ချိန်နဲ့တစ်ခုမှတပြိုင်တည်းတိတ်ဆုံးပြီးမာဘယ်မြူတီဖာတီကြီးတစ်ခုလုံးကိုဘာမှမရှိတဲ့အာနန္ဒာအဖြစ်ပြောင်းလဲပြစ်ဖို့ပဲဖြစ်ပါတယ်အင်္ဂါရှင်ဒါမှမဟုတ်ဆက်ကြော်လာကြီးများတိုက်မိခြင်းဒါပေမဲ့အဲ့ဒီလှုပ်အပ်အစီအစဉ်ကြီးကိုကဘာမြေကပီလိန်ကြီးတောက်တာသုံးနဲ့မော်လီဂျူမန်ကိုယ်တိုင်ကြိုတင်သိရှိသွားပါတယ်ဒါကြောင့်သူဟာပီယွန်တာရဲ့အစီအစဉ်ကိုဖျက်ဆီးဖို့အတွက်ဆက်ကြော်လာအတီးတီးကိုလှည့်လည်သွားလာပြီးတခြားဆက်ကြော်လာတွေကမော်လီဂျူမန်တွေကိုပီယွန်တာတွေမဖောက်ခွဲခင်ကြိုတင်လိုက်တတ်ပါတော့တယ်ဒီလိုကြိုတင်တက်ဖြတ်လိုက်တဲ့အတွက်ဆက်ကြော်လာပောက်ကွဲမှုတွေစော်ဝေဖြစ်ပေါ်လာကမြူနီဗာစီရဲ့ဟန်ချက်တွေပြည့်ယွန်းသွားပါတော့တယ်အဲ့ဒီဆိုးကျိုးကတော့အင်္ဂါရှင်းလို့ခေါ်တဲ့ဆက်ကြော်လာတစ်ခုတည်းတစ်ခုထိတ်တိုက်ဝင်တိုက်တဲ့ကပ်ပိတ်ကြီးတွေဖြစ်လာတာပါပဲဆက်ကြော်လာနှစ်ခုတိုက်မိမယ်ဆိုရင်သူတို့ရဲ့ကဘာမြေတစ်ခုကအရင်ဆုံးထိတ်တိုက်ဝင်တိုက်ကြပါတယ်အဲ့ဒီအချိန်မှာကဘာတစ်ခုကိုဖျက်ဆီးပစ်နိုင်မှကျန်တဲ့ကဘာတစ်ခုကရှင်သန်နိုင်မဲ့အလွန်ရက်ဆက်တဲ့အခြေအနေတွေကိုမာဘယ်ဟီးရိုတွေရင်ဆိုင်ခဲ့ကြရပါတယ်နှစ်ဖျားများရဲ့တွေးထက်တန်ရုံစစ်ပွဲသူတို့ရဲ့ဘုံတွေကိုကြိုတင်အဖောက်ခွက်ခံရတာကိုပီယွန်တာတွေတီးသွားတဲ့အခါမှာတော့သူတို့ကိုယ်တိုင်မြူတီဗာစီထဲကိုတားရဝင်ရောက်လာပါတော့တယ်ဒီတစ်ခါခလေးငယ်တွေလိုလာတာမဟုတ်ပါဘူးအလွန်ကြောက်စရာကောင်းတဲ့ဖြစ်စီရဲ့ဆက်ရုပ်တွေလိုပုံစံမျိုးနဲ့ဝင်လာတာပါအဲ့ဒီမှာတင်မာဘယ်ဓမိုင်းမှာအကြောက်ရဆော်နှက်ဖျားများတက်ဖြတ်ပွဲကြီးစတင်ပါတယ်မာဘယ်ရဲ့အစွမ်းသက်ဖန်ဆင်းရှင်နှက်ဖျားတွေဖြစ်တဲ့အေယမစီလက်တဲ့ကြီးတွေပီယွန်တာတွေကတာမန်ပိုးကောင်လေးတွေကိုတတ်တယ်လို့လွယ်လွယ်ကူကူနဲ့အကောင်လုံးကိုအမြင့်ဖြတ်တက်ဖြတ်ပစ်လိုက်ပါတယ်အန်တန်နတီနဲ့ Infinity ဆက်ကြော်လာရဲ့အချိန်နဲ့ဟင်းလင်းပြင်ကိုကိုစားပြုတဲ့အန်တန်နတီနဲ့ Infinity တို့လည်းသူတို့ရဲ့လက်အောက်မှာပြာကျသွားခဲ့ရပါတယ်ပရိသတ်တွေအားလုံးအထိုက်လက်ဖြစ်စေတဲ့အခန်းကတော့မာဘယ်မြူတီဖာစီကြီးတစ်ခုလုံးကိုထိန်းချုပ်ရတဲ့တဝမ်းအပေါင်းအိုးရဲ့ကိုယ်စားလှယ်တရားတကြီးကျောင်းကြီး Delivery Tribunal ကိုတက်ဖြတ်လိုက်တာပါပဲပီယွန်တာ၃ကောင်ဟာ Delivery Tribunal ကြီးကိုဝိုင်းဝန်းတိုက်ခိုက်ပြီးလွယ်လွယ်ကူကူပဲတက်ဖြတ်လိုက်ကြပါတယ်ပြီးတော့တရားတကြီးကျောင်းရဲ့အေယာမအလောင်းကြီးကိုလကဘာပေါ်မှာပြစ်ချထားခဲ့ပါတယ်ဒီပြကွက်ဟာဘာကိုဆိုလိုလဲဆိုတော့မာဘယ်ဆက်ကြော်လာတဲ့ကဘလောက်အစွမ်းထက်တဲ့အရာဖြစ်နေပါစေအပြင်ဘက်ကလာတဲ့ပီယွန်တာတွေကိုလုံးဝရှင်းနိုင်စွမ်းမရှိပါဘူးဆိုတာကိုအပြတ်အသတ်တက်တွေပြလိုက်တာပဲဖြစ်ပါတယ်ဟီးရိုတွေအကုန်လုံးရှုံးနေပြီးဆက်ကြော်လာအလုံးပြည့်စည်သွားမယ့်အချိန်မှာပီလိန်ကြီးဒေါက်တာသုံးဟာဒီတော့အစွမ်းထက်တဲ့အာနန္ဒာတကုရှင်တွေကိုဘလို့လှည့်စားလောက်ကြံသွားခဲ့တာလဲပြီးတော့ဘာမှမကြံသွားတဲ့အချိန်မှာသူရရှိသွားတဲ့အဲ့ဒီပီယွန်တာရဲ့အစွမ်းအားနဲ့65 Secret War ဆိုတဲ့ပန်တယ်ဝေါ်ဂျိုကြီးကိုသူကဘလို့အသက်သွင်းဖန်တီးလိုက်လဲဆိုတဲ့မာဘေးကအမိုက်ဆုံးစက်သိမ်းပိုင်းကိုအပြည့်စုံနှီးကောင်းချုံနေနဲ့တင်ဆက်ပေးသွားပါမယ်ဖယားတခင်များကိုလောက်ကြံခြင်းပီယွန်တာတွေကိုတာမန်ခွန်အားနဲ့တွားတိုက်ရင်နိုင်စရာအကြောင်းလုံးဝမရှိပါဘူးတာကိုဒေါက်တာသုံးကအသိဆုံးပါဒါကြောင့်သူဟာဒေါက်တာစထရိတ်နဲ့မော်လီဂျူမန်တို့ပူးပေါင်းပြီးညံနဲ့လှည့်စားဖို့ကြံစီပါတော့တယ်ပီယွန်တာတွေဟာဆက်ကြော်လာတစ်ခုချင်းစီမှာမော်လီဂျူမန်တယောက်စီကိုဘုံအနေနဲ့ဖန်တီးထည့်သွင်းထားခဲ့တာပါသူဟာအဲ့ဒီအချက်တွေကိုပြန်ပြီးအတောက်ချခဲ့ပါတယ်သူနဲ့တကယ်ချင်းတွေဟာဆက်ကြော်လာပေါင်းဆောင်မော်လီဂျူမန်ထောင်ပေါင်းများစွာကိုလိုက်လံစုဆောင်းခဲ့ပြီးသူတို့ကိုဖမ်းချုပ်ကအိမ်ကဘုံအကြီးကြီးတလုံးအဖြစ်ပေါင်းဆက်ဖန်တီးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပီယွန်တာတွေအကောင်လုံးတနေရာတွေကိုစုလာမဲ့အချိန်ကိုစောက်ပြီးအဲ့ဒီမော်လီဂျူမန်ထောင်ပေါင်းများစွာပါဝင်တဲ့ဘုံကြီးကိုပီယွန်တာတွေရဲ့နယ်မြေထဲကိုပြင်းသွင်းပြီးဖောက်ခွဲပစ်လိုက်ပါတယ်မော်လီဂျူမန်တယောက်ရဲ့ပောက်ကွဲမှုကဆက်ကြော်လာတစ်ခုကိုဖျက်ဆီးနိုင်တယ်ဆိုရင်ထောင်ပေါင်းများစွာတော့ပောက်ကွဲမှုကြီးဟာဘယ်လောက်တောင်ပြင်းထန်မလဲဆိုရင်အ
အခုနားထောင်တဲ့လူစဉ်းစားကြည့်ပါတော့အဲ့ဒီပောက်ကွဲမှုကြီးကြောင့်မာဘယ်ရဲ့အမြင့်ဆုံးဖန်ဆင်းရှင်မျိုးနွယ်စုကြီးတပီယွန်ဒါဟာအကောင်လုံးအမြင့်ပြတ်တိတ်ဆုံးသွားခဲ့ရပါတော့တယ်ဖျားသခင်အသက်နဲ့စီကရက်ဝါပီယွန်ဒါတွေတိတ်ဆုံးသွားတဲ့အချိန်မှာသူတို့ရဲ့အကန့်အသတ်မဲ့အာနာတတကူရင်စွမ်းအင်တွေဟာဟင်းလင်းပြင်းထဲမှာလွှဲမြောကြံရက်ခဲ့ပါတယ်အော်တာသုံးကချက်ချင်းပဲအသက်ရှင်ကြံရက်တဲ့မူရင်းမော်လီကျူးမန်းကိုကြားခံအဖြစ်သုံးပြီးအဲ့ဒီအာနာတတကူရှင်စွမ်းအင်တွေအကုန်လုံးကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစောက်ယူလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာမာဘယ်ဆက်ကြော်လာကြီးဟာလည်းအင်္ဂါရှင်တွေကြောင့်လုံးဝပျက်စီးသွားခဲ့ပါပြီကောင်းကင်မှာကျယ်တွေလည်းမရှိတော့တယ်လို့ကြိုတွေလည်းမရှိတော့ပါဘူးအရာအလောင်းဟာအဖြူအောင်လွင်ပြင်ကြီးဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာဖျားသခင်အင်ပရာဒုံအဖြစ်ပြောင်းလဲသွားတဲ့ဒေါက်တာဒုံဟာသူ့ရဲ့စွမ်းအားအသစ်တွေကိုတုံးပြီးအပြက်အစီးတွေကြားတဲ့ကယ်တင်လို့ရနိုင်တော့ဆက်ကြော်လာအပိုင်းစားတွေကိုလိုက်ကောက်ပြီးပြန်လဲ6ဆက်ကပန်နယ်ဝေါ်ဆိုတဲ့ဂျိုကြီးတစ်ခုတည်းအဖြစ်ဖန်တီးလိုက်ပါတော့တယ်ဒီပန်နယ်ဝေါ်ကြီးထဲမှာတော့ဒုံဟာတကယ်ဖန်ဆင်းရှင်ဖျားသခင်ပါပဲတော်တွေကိုသူ့ရဲ့တပ်ဖွဲ့အဖြစ်ခတ်ထားပြီးဒေါက်တာစရိုင်းတွေကိုသူ့ရဲ့ညာလက်ရောင်အဖြစ်ခတ်ထားပါတယ်ဘယ်ဟီရိုကမှဒုံကိုမလွန်ဆန်ရဲကြပါဘူး။ဒါဟာဆရာကြီးဂျော်နသန်ဟစ်မန်ရေးသားခဲ့တဲ့မာဘယ်သမိုင်းအကောင်းဆုံး comics အီဝမ်ကြီးတစ်ခုဖြစ်တဲ့ Secret War 2015ရဲ့အသေးအစနန်းသဘောတရားပဲဖြစ်ပါတယ်။ဒီကောင်ချော့အနေနဲ့တောင်းတရရင်တပီယွန်ဒါဆိုတာမာဘယ် comics တွေမှာအကြီးကျယ်ဆုံး plus the white တစ်ခုပါပဲသူတို့ဟာတက်ရှိတွေရဲ့ခန်းစားချက်ကိုနားမလဲတဲ့အိဆက်ဆက်တိုက်ပြန်ရှင်ကြီးတွေဖြစ်ပါတယ်ဆက်ကြော်လာတစ်ခုလုံးကိုကလေးတယောက်ကစားတယ်လို့ကစားခဲ့ပြီးနောက်ဆုံးမှာလူသားညံကြီးရှင်တောက်တာသုံးရဲ့လှည့်စားလုပ်ကြံမှုကြောင့်သူတို့ရဲ့စံတက်ခန်းထဲမှာကြာဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့သူတို့ခြံထားတဲ့အကတ်တက်မဲ့ဆွမ်းအားတွေကတော့ Marvel Comics သမိုင်းတစ်လျှောက်လုံးအကြီးကျယ်ဆုံးဇလန်းတွေကတော့မွေးဖော်ပေးနိုင်ခဲ့ပါတယ်အခုဆိုရင်တော့ Marvel ဆက်ကြော်လာကြီးကိုအပြင်ဘက်နယ်မြေကဖန်တီးပျက်စီးစံတက်ခဲ့တဲ့အာနန္ဒတကုရှင်မျိုးနွယ်စုကြီးတပီယွန်သားရဲ့လှုပ်ဆန်းကျဲတဲ့တမိုင်းကြောင်းလေဝီထရမ်မြူနယ်ကိုတက်ဖြတ်ခဲ့တဲ့အပြစ်ပြက်တွေနဲ့ဒေါက်တာဒုံးရဲ့ Secret War အကြောင်းအစားဆုံးကိုပြည့်အစုံနှီးကုန်းချုပ်တင်ဆက်ပေးလိုက်ပါတယ်။မာဘယ်လောကရဲ့အကြီးကျယ်ဆုံးစကေးအကြောင်းတွေကိုဒီလိုနားဆင်ရတဲ့ပရိသတ်ကြီးအတွက်ရတာတစ်ခုရသွားမယ်လို့ယုံကြည်ပါတယ်။ဆုံးသည့်နားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရကောက်ပါ။နောက်ထပ် podcast အစီအစဉ်သစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။